အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကတရုတ်စကားပန်းလေးတွေရဲ့အတိတ်ပဲကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒါတချို့တွေလည်းတည်ပြီးကောင်းတည်ပြီးပါလိမ့်မယ်ကျွန်တော်အခုကတော့မတည်သေးတဲ့သူတွေရှိရင်တည်သွားအောင်လို့ဘူးသူရရအောင်လို့ကျွန်တော်ကပြောပြပေးခြင်းဖြစ်ပါတယ်ဒီတရုတ်စကားပန်းလေးတွေကိုဒါမကြိုက်နှစ်သက်တဲ့သူကတော့အတော်ရှားပါလိမ့်မယ်သူ့ရဲ့ဂျန်နန်လေးကတင်းတင်းလေးနဲ့စိတ်ကိုပျော်ရွှင်လန်းဆန်းစေပါတယ်ဒီတရုတ်စကားပန်းလေးရဲ့အတိတ်ပဲလေးတစ်ခုကတော့ဘာလဲဆိုလို့ရှိရင်တော့သူကမင်းကိုတွေးဆောင်ရတာကံကောင်းပါတယ်မင်းနဲ့စုံတွေ့ရတာအလွန်ပဲကံကောင်းပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးတစ်ခုဖြစ်ပါတယ်ဘလောက်ထိ romantic ဆန်တဲ့အဓိပ္ပာယ်လေးလဲဗျာဒီတရုတ်စကားပန်းလေးတွေကိုဒါနေအိမ်တွေမှာလည်းတော်တော်များများစိုက်ပျိုးလာကြတယ်ပေါ့နော်ဒါမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ကျွန်တော်တွေ့ဘူးတလောက်ဆိုလို့ရှိရင်တော့အဖြူရဲ့နောက်အဖြူနဲ့ဝမ်းနဲ့ဆက်ထားတာလေးတွေရဲ့နောက်အနီးဒီမျိုးတူလေးတွေပေါ့နော်အဲ့လိုကာလာလေးတွေမျိုးစုံရှိကြပါတယ်ဟာဝိုင်မှာဆိုလို့ရှိရင်တော့ဒီပန်းလေးတွေမှာကောင်းမွန်တဲ့စွမ်းရည်တွေရှိတယ်လို့ယုံကြည်ကြပါတယ်။ဒါကြောင့်မင်္ဂလာပွဲတွေနဲ့ပွဲလမ်းတပင်တွေမှာဆိုလို့ရှိရင်တော့တကူတကကိုထည့်သွင်းပြီးတော့အသုံးပြုကြတယ်လို့သိရပါတယ်။ပြီးတော့ဟာဝိုင်မှာဒီပန်းနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အလေးထားတစ်ခုကပါလဲဆိုလို့ရှိရင်တော့အမျိုးသမီးတစ်ယောက်ကသူ့ရဲ့ဘဲပန်းနားမှာဒီပန်းလေးကိုပန်ထားမယ်ဆိုလို့ရှိရင်သူမမှာချစ်သူတို့မဟုတ်အိမ်အောင်မရှိရလို့ယူဆလို့ရတယ်လို့သိရပါတယ်။ညာဘက်နားမှာပန်ထားမယ်ဆိုလို့ရှိရင်တော့သူမဟာစင်ငယ်ပါလူလူတစ်ယောက်ဖြစ်ပါတယ်လို့အဓိပ္ပာယ်ရပါတယ်။ပြီးတော့ဒီတရုတ်စကားပင်လေးတွေကဆိုလို့ရှိရင်တော့နှစ်ရာနဲ့ချီပြီးတော့ရှင်းတန်းနိုင်ပါတယ်တဲ့အဲဒါကြောင့်မလို့ဒီတိရှုနေတဲ့သူတွေထဲမှာလည်းကိုယ့်ရဲ့ဒါအချစ်စစ်အချစ်မှန်ညနိုးရတဲ့သူမျိုးတွေ့လာပြီဆိုလို့ရှိရင်တော့ဒီပန်းမင်လေးဖြစ်ဖြစ်ပန်းမွန်လေးဖြစ်ဖြစ်လက်ဆောင်ပေးပြီးတော့ကိုယ့်ရဲ့ချစ်ချင်းမြတ်တာတရားကိုဒါဖော်ပြလို့ရတယ်ပေါ့နော်ဒီတရုတ်စကားပန်းလေးရဲ့အနံ့ကျွန်တော်တို့အရင်ကြိုက်တယ်ဘာလို့လဲဆိုတော့အနံ့အပြင်းလည်းမဟုတ်ဘူးဗျာလူကင်ထားရင်လည်းအနံ့လေးလည်းရတယ်တင်းတင်းလေးနဲ့အဲ့အနံ့မျိုးလေးပေါ့နော်ဒီတရုတ်စကားပန်းလေးတွေမှာလည်းနောက်ကကျွန်တော်ပြောသွားသလိုပဲအဓိပ္ပာယ်အများကြီးနဲ့ပြည့်စုံတယ်ပေါ့နော်အဓိပ္ပာယ်အများကြီးရှိတယ်တချို့ဇာတ်လမ်းတွေထဲမှာဆိုရင်ဒီတရုတ်စကားပိုင်းအဓိပ္ပာယ်ကိုတကူတက highlight လုပ်ပြီးတော့လိုက်ထားတဲ့ဇာတ်လမ်းတွေအများကြီးရှိတယ်ပေါ့နော်ဒီအနံ့လေးရောရင်ရင်လေးဖြစ်နေတော့ပိုးနေတာပဲဒီပန်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်စိတ်ဝင်စားတဲ့အချက်ကဒီပန်းရဲ့အပင်ရောအပွင့်ရောဟာတဲ့ဒါဆေးဘက်ဝင်ပါတယ်ဒီတရုတ်စကားပန်းပွင့်လေးတွေကတုတ်စားလို့လည်းရပါတယ်တဲ့တချို့လည်းဒီတုတ်စားဘူးကြတယ်ပေါ့နော်ကဲရော့ဗျာဒါအားလုံးလက်ဆောင်ပေးပါတယ်အားလုံးလက်ဆောင်ပေးပါတယ်တရုတ်စကားပန်းလေးပါယူမလားဘယ်မျိုးဘယ်ဌာနေရလဲရအောင်ပို့ပေးလိုက်မယ်ဘယ်မျိုးမှရှိရလဲနေရလိမ့်စာရေးခဲ့ပါကောမမှာတရုတ်စကားပန်းလေးတွေကိုရအောင်ပို့ပေးလိုက်ပါမယ်ဒီအပင်လေးပြစိုက်ကတာအရမ်းမခက်ခဲဘူးလို့ကြားတယ်။ तू ကခိုင်းကိုချိုးပြီးထိုးထားရောက်နေလဲရှင်းနိုင်တယ်လို့ကြားတယ်ပေါ့နော်။ဟုတ်လားမဟုတ်လားတော့မသိဘူး။ဗီဒီယိုလေးကိုစောင်းအောင်ကြည့်ရှုပေးနေတဲ့တူဦးတယောက်ချင်းကြအောင်ကျေးဇူးများကြီးတင်ပါတယ်။